24ရက်3လ2026အင်္ဂါနေ့နေကုန်အတွက်လုံးမိတ်ပတိနဲ့မိန်ဝတ်တွေကမြောက်ပြီးတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေဦးဒီမားရီအောင်လုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့ UTV ကိုအစားကနေအဆုံးထိတည်တည်ချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပါဟုတ်ကဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေဦးဒီမားရီအောင်လုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူလီဦးအောင် official ကျွန်တော်ရဲ့ဒူလီလက်ကီအောင် official ကျွန်တော်ရဲ့ဒူလီရွှေလက်ကီ official ကျွန်တော်ရဲ့ဒူလီ master အောင် official YouTube channel ကနေပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေဦးဒီမားရီအောင်လုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာchannel ကို subscribe မလုပ်ရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးက channel ကို subscribe လုပ်ခဲ့ပြီပါ channel ကို subscribe လုပ်ပြီးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးက notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะဘာဖြစ်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကို notification ခေါင်းလောင်းလေးကိုဖွင့်နေလဲဆိုတော့ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုတစ်တစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြဲမြင်ရအောင်အမြဲတွေ့ရအောင် notification ခေါင်းလောင်းလေးကိုဖွင့်ထားမှသာလျှင်ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုတစ်တစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အောင်ဘက်ကနေပြီးတော့အမြဲမြင်ရမှာအမြဲတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အောင်ဘက်ကနေပြီးတော့ notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะကျွန်တော်ရဲ့ UTV ကို like လက်မလေးတွေမနှိပ်ပေးရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အောင်က like လက်မလေးတယောက်တစ်ချက်ဒီပေါ်ပြီးတော့နှိပ်ခဲ့ပေးပါကျွန်တော်ရဲ့ UTV ကိုမ share ရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အောင်ကshare လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါကျွန်တော်ရဲ့ UTV ကိုမမျှဝေရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါเนาะကျွန်တော်ရဲ့ UTV ရဲ့ comment မှာမင်္ဂလာပါသို့မဟုတ် okay လောက်တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ဝမ်းမှုပြီးတော့မှန်းခဲ့ပေးပါเนาะဘာဖြစ်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါသို့မဟုတ် okay လောက်မှန်းခိုင်းလာလဲဆိုတော့24ရက်3လ2026အင်္ဂါနေ့နေကုန်မှာတစ်ချိန်သုံးဖို့နှစ်ကြိမ်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးเนาะမိမိထူရဒိုင်စီမှာငွေသွားထုံနိုင်အောင်လို့မင်္ဂလာရှိသွားအောင်လို့ okay သွားအောင်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့မင်္ဂလာပါတော့ဟုတ် okay လောက်တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကဝိုင်းဝန်းပြီးတော့မှန်းခဲ့ပေးပါเนาะကဲအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲเนาะကျွန်တော်တို့23ရက်3လ2026လင်းလာနေ့နေကုန်မှာကျွန်တော်တို့တစ်ချိန်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲအဆင်ပြေခဲ့ပြီเนาะကျွန်တော်ဘက်ကနေလည်းကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုအကောင်းဆုံးတော့ကြိုးစားပြင်ဆင်ပေးတာပါเนาะအဲ့အတွက်ယုံကြည်ရာတစ်မျိုးတည်းကိုလုပ်တဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကတော့အဆင်ပြေပါလိမ့်မယ်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုပြောချင်တာကဒါလောဘကိုလည်းညံနေထိမ့်ဖို့လည်းကျွန်တော်ပြောချင်ပါတယ်เนาะအဲ့ဒီအတွက်ကျွန်တော်တင်ပေးတဲ့ကဏ္ဍကမှန်တယ်ဆိုပြီးတော့လည်းကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့เนาะနင်းကန်ပြီးတော့ဒါကြီးမလုံးနဲ့ပေါ့နော်ကိုနိုင်တဲ့ဝန်ထမ်းတာအကောင်းဆုံးပဲเนาะမနိုင်ဝန်ထမ်းရင်ဘာဖြစ်လဲဆိုတော့ခါကျူတတ်ပါတယ်အဲ့အတွက်ကိုနိုင်တဲ့ဝန်ကိုကိုထမ်းကျွန်တော်ကဟိုအရင်တည်းကနေပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ကအမြဲပြောလို့တယ်เนาะဘလောက်ထိုးပါเนาะဘလို့လုပ်ပါကျွန်တော်တခါမှအဲ့လိုမျိုးတွေကျွန်တော်စောရကတက်ပြီးကျွန်တော်မပြောဘူးเนาะအဲ့အတွက်ကိုလူတိုင်းကကိုနိုင်တဲ့ဝန်ကိုကိုထမ်းနေရတာဖြစ်တဲ့အတွက်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကနော်ကိုနိုင်တဲ့ဝင်ကိုထမ်းပါနော်မနိုင်ဝင်ထမ်းရင်ခါကျူတတ်ပါတယ်နော်လောဘကိုလည်းညံနေထိန်းကြပါလို့ကျွန်တော်ချင်းမိတ်ဆွေကိုဒီမားရအောင်ကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ချင်းမိတ်ဆွေကိုဒီမားရအောင်ကျွန်တော်တတိပေးပြရသည်နော်ကဲအဲ့ဒီတော့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲနော်ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုမ join ရသေးဘူးဆိုတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့လည်းမပေးကြပါနဲ့ဗျာနော်ဘာဖြစ်လို့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ရတယ်ဆိုတော့တို့ဒါ YouTube channel ကတော့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကဒါကျွန်တော်ကိုစောင့်မျှော်ပြီးကြည့်ရှုပေးကြတဲ့အတွက်ကျွန်တော်ကျေးဇူးလေးအများကြီးတင်ပါတယ်အများကြီးချစ်ပါတယ်နော်ဘာဖြစ်လို့ဆိုတော့တခါကြားလို့ရှိရင် live မကောင်းတဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်ရဲ့ video ကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကဒါတွေ့ရမှလည်းမဟုတ်ဘူးမြင်ရမှလည်းမဟုတ်ဘူးเนาะအဲ့အတွက်ကျွန်တော်ရဲ့ဒါ Telegram channel တို့ကျွန်တော်ရဲ့ Viber channel တို့ join ထားမယ်ဆိုရင်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးအတွက်เนาะဘာမှကျွန်တော်တို့เนาะအခက်အခဲဆိုတော့မရှိဘူးเนาะကျွန်တော်ဒါအခုဒီဗီဒီယိုကဒါကျွန်တော်ရဲ့ဒါ YouTube channel မှာကျွန်တော်တင်ပေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကလည်းကြည့်တယ်เนาะထိုနည်းတူတာပဲကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာတင်ပေးတာလေเนาะကျွန်တော်ရဲ့ဒါ YouTube channel မှာတင်သလိုပါပဲเนาะဒါ YouTube channel မှာဆိုရင်တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကကျွန်တော်တို့ဒါအချိန်เนาะအနေငယ်ရတာအမြဲတမ်းပေးအောင်မယ်9မိနစ်10မိနစ်ပေါ့ဗျာဥပမာအဖြစ်เนาะအဲ့လိုပေးရအောင်မယ်ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အဲ့လောက်ထိအချိန်ပေးနေတယ်အောင်မလို့ဘူးเนาะ10မိနစ်2မိနစ်တော့
အချိန်ပေးရအောင်လုပ်ဗျာဥမာအဖြစ်ပေါ့နော်ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်နော်အဲ့တော့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုမ join ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ချင်းမဆွေကိုဒီမားတွေအားလုံးကကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုနော်ဒါ join ထားဖို့လည်းမမေ့ကြပါနဲ့ဗျနော်ကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုကျွန်တော်ရဲ့အခု TV ရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပေးထောက်ပေးထားပါမယ် Telegram သုံးတဲ့ကျွန်တော်ရဲ့ချင်းမဆွေကိုဒီမားတွေအားလုံးက Telegram channel ကို join တာ Viber သုံးတဲ့ကျွန်တော်ရဲ့ချင်းမဆွေကိုဒီမားတွေအားလုံးက Viber channel ကို join တာနော်ကဲအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အားလုံးတို့ကလာပြီနော်24ရက်3လ2026အင်္ဂါနေ့နေကုန်တော့လုံးမိုက်ပတ်တီးနဲ့မယောတင်ကပြောပေးပါမယ်နော်3ညလုံးမိုက်ပတ်တီးနဲ့9လုံးမိုက်ပတ်တီးဖြစ်ပါတယ်3ညနဲ့ပတ်သက်တဲ့မယောတင်ကပြောပေးပါမယ်3ည3 3ည6 3ည9 9နဲ့ပတ်သက်တဲ့မယောတင်ကပြောပေးပါမယ်53 56 59เนาะအဲ့ဒါက24ရက်3လ2026အင်္ဂါနေ့ဒီကုန်းအတွက်လုံးမိုက်ပတ်တီးနဲ့မင်းရောတွေကဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒီအတွက်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်ချေရလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမိုင်းအားလုံးတစ်ယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ24ရက်3လ2026အင်္ဂါနေ့နေကုန်းမှာတကြိမ်သုံးမှု2ကြိမ်နော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးမိမိထိုးတာတိုင်စီမှာနော်တိတိမိမိငွေသွားထုတ်နိုင်ကြပါစေနော်စီးပွားရေးလူငွေကျန်းမာရေးစသဖြင့်အားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကိုဒီမားတွေအားလုံးပဲဗတ်မယ်ပါ